ဒီတစ်ခေါက်ချက်ပြမှာကြတော့ပဇွန်ကြီးကြီးမြင့်များများနဲ့ချင်မောင်လေးကြော်ပြမှာပေါ့နော်ချင်မောင်ကြော်ဖို့အတွက်ကအခုဒီချင်မောင်ရက်တွေကိုပေါ့နော်လက်ဆက်တွေကိုကျွန်တော်ကပြုတ်ပလိုက်တယ်ပေါ့ပြုတ်ပြီးတော့ဝင်ကျင်းဝအောင်လို့အဲ့လိုမျိုးလေးပြုတ်ထားလိုက်တယ်ပေါ့နော်ပြီးရင်ပဇွန်ကိုစားစနစ်နဲ့ထားလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်နော်မြစ်ကိုလည်းတေချာပြုတ်ထားလိုက်တာပေါ့နော်အငန်နေထွက်သွားအောင်ပေါ့ပြီးရင်တော့ကြက်သွန်နီတော့မထောက်မနဲ့အတုံးလေးတွေလောက်ထားလိုက်တယ်ပေါ့နော်ပြီးရင်ငရုတ်သီးစိမ်းငပိပြီးလို့ရှိရင်တော့ကြက်သွန်ဖြူပေါ့နော်ဒီငရုတ်သီးမှုန့်တွေပါရကြော်မှထည့်မှာပေါ့နော်စီပူလာပြီဆိုလို့ရှိရင်တော့ကြက်သွန်အဖြူငရုတ်သီးစိမ်းနဲ့ငပိကိုထည့်လိုက်မယ်နော်ပြီးတော့ရင်ကြက်သွန်အနီထည့်လိုက်မယ်ကြက်သွန်နွမ်းသွားပြီဆိုရင်ငရုတ်သီးခွဲချမ်းလေးနဲ့ထည့်မယ်နော်ပြီးရင်ငရုတ်သီးအစိမ့်မှုန့်လေးထည့်မယ်ပြီးတော့ရင်တော့ပဇွန်စားစနစ်နဲ့ထားလေးထည့်လိုက်မယ်မြစ်တွေချက်ပြီးလို့ထင်ရင်ချင်မောင်လေးထည့်လိုက်တော့မယ်နော်ချင်မောင်တုံးလေးထည့်လိုက်ပြီကြော်နေနေပဲကြက်သားမုံလေးထည့်မယ်နော်ပြီးရင်အချိုမုံလေးလည်းနည်းနည်းထည့်လိုက်မယ်နော်နည်းနည်းခက်ကြလေးနဲ့အကျော်နာအောင်ကြော်ထားပြီးဆိုရင်တော့ဒါချင်မောင်ကြော်ကောင်းကောင်းလေးရပါပြီပေါ့နော်ချင်မောင်ကြော်ကသူကဟိုအကျော်နာမှကောင်းတာပေါ့နော်ညာဒီအယောင်ကြက်တဲ့အယောင်ပြောင်းသွားပြီဆိုပြီးချက်ချင်းချလိုက်လို့ရှိရင်တိတ်စားမကောင်းဘူးပေါ့နော်အစိမ့်နံထွက်တာပေါ့နော်အခုလိုမျိုးလေးနာလေးကြော်ထားမှချင်မောင်ကြော်ဆက်ကောင်းကဲအခုဆိုလို့ရှိရင်ပဇွန်နီနီရဲရဲလေးနဲ့ညှစ်များများနဲ့ကြော်ထားတဲ့ချင်မောင်ကြော်လေးရပါပြီနော်